ရော်နယ်ဒိုအတွက်မင်္ဂလာလက်ဖွဲ့မင်္ဂလာပါရှင်ကိုစကာ MM ကျူတူပါတယ်ရော်နယ်ဒိုတယောက်သူ့ကလေး9ယောက်ရဲ့မိခင်ဖြစ်သူဂျော်ဂျီနာကို10နှစ်အကြာလက်တွဲခဲ့ကြပြီးနောက်ဆုံးမှာတော့တရားဝင်လက်ထပ်ပါတော့မယ်သူ့မင်္ဂလာပွဲကိုတက်ရောက်မဲ့ဧည့်သည်တွေကိုရော်နယ်ဒိုဘာတောင်းဆိုထားလဲဆိုတာကိုတင်သိရင်တင်တကယ်အံ့ဩသွားရပါလိမ့်မယ်ကမ္ဘာဖလားပြိုင်ပွဲကနေထွက်ခွာရပြီးကလေးကရော်နယ်ဒိုဟာမီဒီယာတွေနဲ့ခတ်ခွာနေပြီးမိသားစုနဲ့ပဲအတူတကွအချိန်ပေးအနားယူနေခဲ့တာပါဒါပေမဲ့ပေါ်တူဂီပြည်တွင်းသတင်းမီဒီယာတွေရဲ့ဖော်ပြချက်အရရော်နယ်ဒိုနဲ့ဂျော်ဂျီနာတို့ရဲ့မင်္ဂလာပွဲသတင်းဟာမတော်တဆပေါက်ကြားလာခဲ့ပါတယ်သူတို့မင်္ဂလာပွဲကိုလာမယ့်အပတ်မှာပေါ်တူဂီနိုင်ငံရဲ့နာမည်ကြီးစံအိမ်ကြီးတစ်ခုမှာကျင်းပသွားမှာဖြစ်ပါတယ်တဲ့။ဝဲတက်ရောက်ဖို့ဖိတ်ကြားထားတဲ့ဧည့်သည်တွေကတော့ MMA Superstar Khabib McGregor, Hollywood မင်းသားကြီး Vin Diesel နဲ့မေယိုအသစ်ခွဲစိတ်ပြုပြင်ထားတဲ့ Vinicius, Mbappe, ကမ္ဘာကျော် rapper Drake နဲ့နာမည်ကြီး YouTuber Speed တို့လိုထိပ်တန်းပုဂ္ဂိုလ်များစွာပါဝင်ပါတယ်။ဒီပွဲရဲ့ထူးခြားတဲ့အချက်ကတော့ရော်နယ်ဒိုဟာမင်္ဂလာပွဲကိုဘာမင်္ဂလာလက်ပွဲမှာယူဆောင်လာခွင့်မပြုတာပါပဲတယောက်မဲ့မင်္ဂလာဧည့်သည်တော်တွေအားလုံးကိုမင်္ဂလာလက်ဖွဲ့ပေးမယ့်အစားကလေးစေးရုံအတွက်အလှငွေထည့်ဝင်ပေးကြဖို့အထူးတောင်းဆိုခဲ့တာပဲဖြစ်ပါတယ်ဒါကတော့ဂုတ်ကြီးရဲ့တကယ်လေးစားရမယ့်စိတ်တက်ပါပဲကွင်းထဲမှာရောကွင်းပြင်ပမှာပါစံပြဖြစ်နေတဲ့ရော်နယ်ဒိုရဲ့ဒီလိုမွန်မြတ်တဲ့လုပ်ရက်အပေါ်မိတ်ဆွေတို့ရောဘယ်လိုမြင်လဲကွန်မန့်မှာရေးပေးခဲ့ကြပါဦး